counseling နဲ့ coaching နဲ့ကိုအတူတူပဲထင်တာ coaching ကကြသူဘာကြောင့်ဒီလိုလုပ်တင်တယ်သူဘာကြောင့်ဖွံ့မျိုးတိုးတက်တင်တယ်ဆိုတော့သူကိုယ်တိုင်သိအောင်ဖော်ထုတ်ပေးတာဆရာကဘာလို့ PPC တက်ဖို့ TLJ တွေ TLP တွေကိုစင့်ထားရတယ်လဲဆိုတာကိုလည်းတော်တော်သဘောပေါက်တယ်မနာမည်ကမနုနုလေးမှာအမကတော့ကလေးမြို့မှာ Unicorn Bakery နဲ့ဒီမန္တလေးမြို့မှာဆိုရင် Cotton Candy Bakery ရဲ့ founder and CEO ပါအလောက်ကလက်ရှိလဲပတ်နေတယ်ကောင်းကောင်းမွန်မွန်လဲပတ်နေတယ်ဒါပေမဲ့အမတို့ကအလုပ်လဲပတ်တဲ့အခါမှာဝင်ငွေတစ်ခုတည်းပေါ့မှမဟုတ်ဘဲနဲ့ကိုယ်ဖွဲ့စည်းထဲမှာရှိတဲ့လူတိုင်းရဲ့တိုးတက်မှုကိုအမတို့ကမျှော်လင့်နေပုံမှန်လဲပတ်နေတဲ့လုပ်ငန်းတွေအကုန်လုံးမှာဆိုရင်ဝန်ထမ်းတွေရှိတယ်ပိုင်ရှင်တွေရှိတယ်အကုန်လုံးကပတ်စံတွေရှာကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ပတ်စံပဲရှာတဲ့အခါမှာကိုယ့်ရဲ့လက်အောက်မှာကျွမ်းကျင်တဲ့ဝန်ထမ်းနောက်ထပ်ခေါင်းဆောင်တွေကိုမမွေးဖွားနိုင်ဘူးဆိုရင်ဒီရဲ့လက်ရှိလဲပတ်နေတဲ့လုပ်ငန်းတွေကအောင်မြင်မလားဆိုရင်လည်းအောင်မြင်အောင်လုပ်လို့ရတယ်ဒါပေမဲ့စနစ်တကျအောင်မြင်ဖို့ဆိုတာခက်တယ်။ပိုင်ရှင်မပါပဲကိုယ်တိုင်လဲပတ်ဖို့ဆိုတာလည်းခက်တယ်။ BPPC ကကိုချင်းပညာတွေနဲ့ကိုယ်ဖွဲ့စည်းတဲ့ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေအထောက်အကူပြုစေခြင်းလို့လာတက်တာပါ။ညလုံးကcounseling နဲ့ coaching နဲ့ကိုအတူတူပဲထင်တာ။ coaching ကကြသူဘာကြောင့်ဒီလိုလုပ်တင်တယ်သူဘာကြောင့်ဖွံ့မျိုးတိုးတက်တင်တယ်ဆိုတော့သူကိုယ်တိုင်သိအောင်ဖော်ထုတ်ပေးတာဒီလက်အောက်ငယ်သားတွေပဲဖြစ်ဖြစ်ကိုယ်အဖွဲ့အစည်းတွေကဝန်ထမ်းတွေပဲဖြစ်ဖြစ်coaching နည်းပညာနဲ့ဒါဆွဲခေါ်မယ်ဆိုရင်ပြင်မှာလုပ်ရိုးလုပ်စီအတိုင်းနေရတော့ဒါလုပ်တင်တယ်နေရတော့ဒါဖြစ်တင်တယ်ဆိုတာထက်ပို့ပြီးတော့ထိရောက်မယ်သူတို့ရဲ့ mindset ကိုယ်တိုင်ကပြောင်းလဲပြီးတော့တိုးတက်ခြင်းစိတ်တွေဖြစ်လာတဲ့အတွက်ကိုခိုင်းလို့လုပ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်တိုင်ကိုယ်အသိစိတ်နဲ့ကိုယ်လုပ်ရတာဖြစ်တဲ့အတွက်လုပ်ငန်းပေါ်မှာလည်းပို့ပြီးမှပျော်ရွှင်မှုတွေရလာနိုင်မယ်ပို့ပြီးမှမျှော်လင့်ချက်တွေလည်းကြီးလာနိုင်မယ်အလုပ်လုပ်ရလည်းပို့ပြီးအဓိပ္ပာယ်ရှိလာမယ်လို့ထင်ပါတယ်ပိုင်ရှင်မပါပဲလဲပတ်တဲ့အဆင့်ထိရောက်အောင် run ထားနိုင်တယ်တကယ်တမ်းကျတော့လက်လန်းမမီတဲ့အဆင့်ထိသွားလို့ရတယ်ဒီရဲ့ PPC ကိုနည်းပညာနဲ့ရှိတဲ့ကလေးတွေအကုန်လုံးကို leader အဆင့်ကိုရောက်အောင်ဆွဲတင်မယ်ပြီးတော့သူတို့ကနေတဆင့်ပြီးလဲဥဆောင်နိုင်တဲ့ leader အသက်တွေကိုမွေးထုတ်လို့ရမယ်အဲ့အတွက်ကိုလုပ်ငန်းကကိုအခုချဲ့ထားတယ်ဆိုရင်တော့မှကိုမမျှော်မှန်းထားနိုင်တဲ့အစထိရအောင်ထပ်ပြီးတော့ချဲ့ထွက်လာနိုင်တယ်လို့ထင်ပါတယ်ကတော့လေလုပ်ငန်းရှင်တိုင်းရောလုပ်ငန်းရှင်ဖြစ်ချင်တဲ့လူတိုင်းရောအကုန်လုံးတက်မှာလေ TLJ TLP ကတကယ်တမ်းတော့လေဒီညမှာကြီးကကောင်းနေဆိုတော့လာခဲ့တာပါတကယ်တမ်းတော့လေ TLJ TLP အကြောင်းကိုသိပြီဖြစ်စေမသိပြီဖြစ်စေလာတာတက်လိုက်လို့အမတော့ပြောချင်တယ်ဘာဖြစ်လို့ကိုယ်တိုင်လဲဘာကြီးရပါစေဆိုပြီးတော့လာခဲ့တာမဟုတ်ဘူးရှေ့ကစီနီယာအမတွေကကောင်းနေ PPC ထိရအောင်တက်ဆိုလို့လာခဲ့ရတာအမှကိုသိနေတာကပြပြောတယ်လို့ဝါဘျူးကိုချိန်ပစ်ဖို့လုပ်နေတာကိုယ်တိုင်ဆိုတာကိုကတကယ်ကိုမသိပြတာဆရာကဘာလို့ PPC တက်ဖို့ TLJ တွေ TLP ကိုစင့်ထားရတယ်လဲဆိုတာလည်းတော်တော်သဘောပေါက်တယ်ပြောချင်တာအပြင်မှာကိုကဒီတင်တန်းကိုတက်ဖို့မလိုအပ်ဘူးဆိုတဲ့လူတွေကမလာသေးဘူးအမှသိတယ်တကယ်တော့လေမလိုအပ်သေးဘူးလို့ထင်လိုအပ်တယ်လို့ပဲထင်တယ်လာကို join တဲ့တင်တန်းမှာ